အားလုံးပဲ 3D ဝါဒနာရှင်များမင်္ဂလာပါခင်ဗျာ73ကြိမ်တော့ရောက်ပြီကျွန်တော်ဒီ73ကြိမ်မှာကျွန်တော်မနှစ်က2025ခုနှစ်ထဲကကဏ္ဍတစ်ခွက်ကို73ကြိမ်အတွက်ကိုကျွန်တော်ထုတ်ပေးခြင်းပါတယ်အားလုံးပဲအတူတူကြည့်ရအောင်ချစ်ကိုတက်တို့ကြသူ73ကြိမ်မှာချစ်ကိုတက်အဲ့ဒီချစ်ကိုတက်ကနေပြီးတော့1 2 3 4 5 6 9 10 9 264အဲ့ဒီ264ရနေပြီးတော့1 2 3 4 5 6 9 10 9 3ချစ်ခွန်အဲ့ဒီ3ချစ်ခွန်ကနေပြီးတော့1 2 3 4 5 6 9 10 9 3နှစ်လေးအဲ့ဒီ3နှစ်လေးကနေပြီးတော့1 2 3 4 5 6 9 10 9ဒီပင်မှာပေါ့ဒီ73ကြိမ်မှာဒီအိုက်ကနန်းတွေကအိုက်ကနန်းဖြစ်စဉ်တွေကနည်းနည်းတော့ထူးခြားမှုတော့ရှိတာပေါ့သူကဘယ်လိုထူးခြားတယ်လဲဆိုတော့ဒီချစ်ကိုတစ်ဒီသူ့ချစ်တဲ့နှစ်ကကနန်းဒီချစ်ကိုကနေချစ်ကိုတစ်တို့ကြအဲ့ဒီချစ်ကိုတစ်ကနေပြီးတော့ဒီ264ပေါ့ဆိုတော့ပင်ချမ်းကြီးပေးထားတယ်နော်အဲ့ဒီ264ရတယ်သူ့ချစ်တဲ့နှစ်ကကနန်း264ပြီးတော့3ချစ်ခွန်အဲ့ဒီ3ချစ်ခွန်ကနေသူ့ချစ်တဲ့နှစ်ကလာတဲ့ကနန်း3ချစ်ခွန်ကနေပြီးတော့3နှစ်လေးအဲ့3နှစ်လေးကလည်းသူ့ချစ်တဲ့နှစ်ကလာတဲ့ကနန်းအခုဒီ3နှစ်လေးကနေဒီပင်ချမ်းကြီးဒီအကွက်ဒီလိုဆိုရင်ကျွန်တော်ကဒီချစ်တဲ့နှစ်ကဒီကနန်းနဲ့ဒီနှစ်ရဲ့ကနန်းကိုကျွန်တော်တို့ကရွေးချယ်ပြီးတော့ထိုးရမှာပေါ့အဲ့ဒီတော့ဘယ်ကနန်းဖြစ်နိုင်မလဲဆိုတာကိုနောက်တစ်ဆင့်ကျွန်တော်ဘယ်လိုချဖွေထားလဲဆိုတော့အတူတူကြည့်အောင်ဒီချစ်ကိုတိဒီချစ်တဲ့နှစ်ကလာတာနှစ်ကုန်ကနန်းဖြစ်တယ်သူကဘယ်လိုနေရာမျိုးမှာဘယ်လိုကနန်းမျိုးလဲဆိုတော့သူကသူ့ရဲ့ဇောင်းဒီထိတ်စီကိုရယ်အောက်ကပဋိရယ်ဒီကိုထိတ်ရယ်ဒီခွန်ပဋိရယ်နှစ်ခုပေါင်းချင်းဒီ6လို့ဖြစ်တဲ့ဇောင်းကကနန်းဒီနောက်တစ်နှစ်73ကြိမ်မှာတက်ရိုက်တယ်69တက်ပြီးတော့နောက်တစ်ပင်ဆက်သွားမယ်1 2 3 4 5 6 9 10 9 264အဲ့ဒီ264ဒီရှစ်တဲ့နှစ်ကကနန်းအဲ့လိုပဲစောလိုပဲကျွန်တော်တို့သူ့ရဲ့ဇောင်းတက်ဒီ3ညထိတ်ရဲ့ဒီအောက်က6ပဋိရဲ့ဒီလေးလုံးအခွေပေါင်းချင်းဒီ6လို့ဖြစ်တဲ့ဒီဇောင်းကကနန်းဒီစော73ကြိမ်မှာတက်ရိုက်အဲ့နှစ်ပင်ကြိုက်ဝိုင်းအဲ့26လေးရနေပြီးတော့1 2 3 4 5 6 9 10 9ဒီ3ချစ်ခွန်ဒီနဲ့ရှစ်သက်နှစ်ကလာတဲ့ကနန်းစောလိုပဲသူ့ဇောင်းကိုတက်ဒီ6ထိတ်ရဲ့ဒီခွန်ပရိရဲ့ဒီလေးလုံးအခွေပေါင်းချင်းဒီ6လို့ဖြစ်လာ6လို့ဖြစ်တဲ့ဇောင်းကကနန်းဒီ3ချစ်ခွန်ဒီနောက်နှစ်73ကျင်ကိုတက်ရိုက်3ကတ်3မင်ရှိသွား1 2 3 4 5 6 9 10 9 3နှစ်လေးဒီ3နှစ်လေးဒီရှစ်သက်နှစ်ကလာခဲ့တဲ့နှစ်ကုန်ကနန်းစောလိုပဲဇောင်းတက်ဒီ3ညထည့်စီရဲ့ဒီ6ပဋိရဲ့ဒီလေးလုံးအခွေပေါင်းချင်းဒီတဲ့6ဖြစ်လို့6ဖြစ်ချင်းရဲ့ဒီဇောင်းကနန်းနှစ်3လေးဒီ3နှစ်လေးတို့နောက်တစ်နှစ်73ချိန်မှာတက်ရိုက်အခုလဲကျွန်တော်ရောက်ကက်ကိုတွားမယ်1 2 3 4 5 6 9 10 9အခုဒီပင်လေးရှစ်တဲ့နှစ်ကထုံးစံတိုင်းသူ့ကြမှုအတိုင်းလာမယ်ဆိုရင်
ရှစ်တနှစ်ကဆော့ဆောကတော့ပေါင်းခြင်းနဲ့ထိပ်စီး break ထိပ်စီးနဲ့ break နဲ့6ဖြစ်ချင်းပေါင်းခြင်းနဲ့ဇောင်းကထိုးမယ်ဆိုရင်ကျွန်တော်ဒီရှစ်တနှစ်ကကဏ္ဍကိုတွားရမှာပေါ့အဲ့ဒီရှစ်နှစ်ကထိပ်စီးနဲ့အောက် break နဲ့ပေါင်းခြင်းဒီ6ဖြစ်ချင်းကိုကျွန်တော်တို့ကြည့်မယ်ဒီမှာ၄ထိပ်လို့ဖြစ်တယ်အဲ့၄ထိပ်ရဲ့ဒီအောက်က2 break ရဲ့6လို့လည်းဖြစ်ပြီအဲ့ဒီ6လို့ဖြစ်တဲ့ဒီဇောင်းကဏ္ဍဒီမှာ388အဲ့388တစ်ခွက်ကိုကျွန်တော်တို့မှတ်ထားမယ်နောက်ထပ်တစ်ခါဒီ1 break ရဲ့ဒီအောက်က5 break ရဲ့လို့လေ6လို့တစ်ခါပြန်ဖြစ်အဲ့ဒီတော့ဒီဇောင်းကဏ္ဍဒီ352ဒီကျွန်တော်တို့ဒီနှစ်ကွက်ပေါ့အာထိုးရမှာ388 R နဲ့352 R ဒီထိပ်စီးရဲ့အောက်က break ရဲ့6ဖြစ်ချင်းဒီနှစ်ကြိမ်မဲ့ရှိခဲ့တာဒီအောက်မှာတစ်ခါမှမရှိတော့အဲ့ဒီတော့ဒီထိပ်စီး break နဲ့ထိပ်စီးနဲ့အောက် break နဲ့နှစ်ခုပေါင်းချင်းဒီ6ဖြစ်တာဒီနှစ်ပင်မဲ့ရှိခဲ့တဲ့အတွက်ဒီ388 R နဲ့352 R ကိုကျွန်တော်တို့ဒီ73ကြိမ်အတွက်မွေးထိုးတဲ့ကဏ္ဍကောင်းလေးတစ်ခွက်ဖြစ်ပါတယ်အဲ့ဒီမှာဘာထူးခြားမှုတစ်ခုရှိတယ်ဆိုတော့ဒီချစ်ကိုတစ်ဒီရှစ်တနှစ်ကလာခဲ့ပြီဆိုပေမဲ့သူဒီ12ကျင်ရဲ့အောက်ဒီအထက်မှာပြောမှဆိုဒီအထက်မှာပေါ့မကြဘူး12ကျင်ရဲ့အောက်ကကဏ္ဍဒီပဲတက်ရိုက်အဲ့ဒီလိုပဲဒီဘက်ကချစ်ကိုတစ်ပြီးတော့264ဒီလဲ12ကျင်အောက်ကကဏ္ဍပဲဖြစ်တယ်246က264လို့ကြိုက်264ပြီးတော့ဒီမှာ389အဲ့ဒီ389ဒီတဲ့12ကျင်အောက်ကကဏ္ဍမှာနော်12ကျင်အထက်ကကဏ္ဍကိုရိုက်တာမဟုတ်389ပြီးတော့ဒီ324ဒီ324ဒီ12ကျင်အောက်ကကဏ္ဍပဲအခုဒီမှာပြောချင်တာကကျွန်တော်စောစောကထိပ်စီးနဲ့အောက်က break နဲ့6ပေါင်းခြင်းဒီအထက်မှာပဲ2ကျင်ဖြစ်ခဲ့တယ်ဒီအောက်မှာထိပ်စီးနဲ့အောက် break နဲ့6ပေါင်းခြင်းဒီတစ်ခါမှမဖြစ်ခဲ့ဘူးအဲ့ဒီတော့သူကြလာတဲ့အစဉ်လား12ကျင်အောက်မှာပဲကြားခဲ့တဲ့ကဏ္ဍကိုထုတ်ရိုက်တာဆိုတော့ကျွန်တော်တို့အဲ့လောက်ကိုတခုတော့စဉ်းစားရမယ်အဲ့တော့ကျွန်တော်ပြောချင်တာကဝရဏရှင်များအနေနဲ့ကိုကြိုက်နှစ်တက်ရာကဏ္ဍကိုရွေးချယ်ပြီးတော့ဒီ12ကျင်အောက်ကကဏ္ဍကိုလည်းရွေးချယ်ပြီးတော့ထိုးနိုင်တယ်လို့စောစောကကျွန်တော်ပြခဲ့တဲ့ထေစီနဲ့အောက်က break နဲ့နှစ်ခုပေါင်းချင်း6ဖြစ်လို့အဲဆောင်းကကဏ္ဍ388 R နဲ့352 R ကျဲလို့မွေးထိုးနိုင်ပါနော်